ဒီဗီဒီယိုလေးထဲမှာတော့မင်မင်က legendary ဖြစ်တဲ့ကောင်ရအောင်ဘယ်လိုမျှရမလဲဆိုတာကိုပြပေးသွားမှာဖြစ်ပါတယ် Oh my god! Wow! မင်မင်စီမာက9စာက41ခုရှိပါတယ်အဲ့41ခုနဲ့ legendary ဖြစ်ရအောင်မျှပြပေးသွားမှာဖြစ်ပါတယ်လက်ရှိ legendary ဖြစ်က3កောင်ရထားရပေါ့နော်အဲ့မှာမင်မင်တစ်ခုတတိထားမိရရှိပါတယ်21ရက်နေ့မှာတစ်ကောင်23ရက်နေ့မှာတစ်ကောင်နဲ့25ရက်နေ့မှာတစ်ကောင်ဆိုပြီးတော့တရက်ချားစီကိုတစ်ကောင်စီဖမ်းမိရပေါ့နော်အဲ့ဒါကြောင့်မမေနဲ့ဒီ28ရက်နေ့မှာ legendary fit တစ်ကောင်ထပ်ရမလားမရဘူးလားဆိုတော့စမ်းကြည့်မှာပါ Okay. မင်းစီမရှိတဲ့အကောင်ဖြစ်နေမှာလေဆိုတော့မစိုးတော့မှဒီပထမဆုံးအထင်ကောင်းနေရ ဟာဟဲ့အောင်မင်းတို့မဟုတ်တော့ဘူးကွာ2,000 years later.လက်ရှိမင်းစီမှာလည်း3ခုပဲကျန်တော့ရပါတော့အချိန်လေးတော့မကောင်းပါဘူးအခုဆိုရင်တော့နောက်ဆုံးတစ်ခုပဲကျန်ပါတော့တယ်